ပွင့်လန်းလာသမျှဒီရအားလုံးဟာညှိုးနှွမ်းသွားဖို့ကြံပါလာမယ်ဆိုရင်ရှင်ရဲ့အကြောက်ပါဆုံးအခိုက်အတန့်ကိုသွေးရောင်လွှမ်းတဲ့အလှတရားအဖြစ်ကျမသိသိထားလိုက်မယ်အရန်ကိုအရိုင်းဆန်တဲ့အရာတစ်ခုမှတော့အလှတရားအဆက်အပြောက်လေးတွေရှိနေနိုင်ပါသေးတယ်ငါနဲ့ကိုကဲထုတ်ပေးမယ်ဟာနာဗီဆာမရှင်ကျမစီနောက်ဆုံးတော့ရောက်လာခဲ့ပြီပဲဒီယူသူမတွေဒီမှာစောင်းစားနေခဲ့ရတာနောက်ဆုံးတော့ကျမစိတ်လှုပ်ရှားလို့တုံနေပြီလိုက်တဲ့တပ်ဖြတ်လို့စိဒါဆိုဟာနာဗီဆာမဟီရိုကိုနောက်ဆုံးတော့နားလည်သွားပြီလို့ဆိုလိုတာလားရွေးချွေးလိုက်တာ